Hi, what's up everybody? Online ပေါ်ရောက်နေကွန်မန့်ရေးထားပါဒီချိန်ကြီးစောင့်ကြည့်နေဆိုရင်ဘယ်မျိုးကြည့်နေရလဲဘယ်နေရာကြည့်နေရလဲဘယ်နေရာကြည့်ရဆိုရေးထားလိုက်ပါဒီပြောတဲ့ဗီဒီယိုရော7မိနစ်အတွင်းမှာဘဝကိုပြောင်းလဲတဲ့အလွယ်ကူဆုံးနည်းနာကိုပြောမယ်နော်ဒီအချိန်ထိစောင့်ကြည့်နေရရှိဘယ်မျိုးကြည့်နေဘယ်ပြည်နေကြည့်အောက်မှာရေးထားလိုက်ပါနော်ဒေချာပြချင်ဒီမှာအနောက်မှာရေခဲတောင်ရှိရတင်းမောပေါ်ရောက်နေတယ်အရင်ကနောက်မှာလာကြည့်တောင်ရှိရ Yeah, so beautiful ဒါတို့တွေ enjoy လုပ်တာကိုပရိသတ်တွေကိုတေးချာကိုယ်နဲ့ထပ်တူ enjoy လုပ်တာဗီဒီယိုလေးပြတာရှိဆိုအမှရေးထားပါ stock market တော့ဒီနေ့တော့ Friday တော့ same ပိတ်ပါတယ်အောက်ဆုံးလောက်ထိရောက်တော့မယ်မကြမီနောက်ထပ်ကြာဖို့နည်းနည်းရှိတယ် stock market อ่ะเนาะ Okay ပြောချင်တဲ့ဘာဒီနေ့ပြောချင်တဲ့ဘာလူတွေတော်တော်များများဘဝကိုမနေ့အိယာထားရတယ်အလုပ်သွားတယ်အလုပ်သွားဖို့လုပ်တယ် breakfast လုပ်တယ်နေ့ရက်စာလုပ်တယ်တော့တားတိမိအတွက်လုပ်ပေးတယ်ပြီးသွားရင်ကြားရတာကိုမရေးထားပါเนาะပြီးဟိုပြတ်တာတက်လာပြီဒီပြတ်တက်လာပြီညဘက်ရောက်ရင် TV ကြည့်တယ်ပြီးသွားရင်အိတ်ဖို့လုပ်တယ်เนาะညစာလုပ်တယ်ညစာကိုအိတ်တယ်အိတ်ပြီးတော့ပြန်ထလာဒီလိုပဲတန်တရားလဲနေတာအဲ့ရောဘဝကိုပြောင်းလဲဖို့တော့အရင်လွယ်ကူလာတာ7မိနစ်ရှိလို့ရပြီเนาะအများကြီးရှိစရာမလိုတနေ့ကို7မိနစ်ပဲအချိန်ပေး10 minutes เนาะဘာလို့ရမလဲဆိုရင်ကိုယ့်ဘဝပြောင်းလဲချင်ဆိုရင်စဉ်းစားနေတိုင်းမအိတ်ခင်7 minutes စဉ်းစားเนาะအိတ်ပြီးထလာရင်တစ်ဖက်7 minutes စဉ်းစားဘာလုပ်ချင်ငါဒီနေ့လုပ်ရမယ့်အရာတွေကငါဘဝမှာတကယ်လုပ်ချင်အရာနေတာเนาะတကယ်လှုပ်ချင်အရာတွေပတ်စံမရတော့မှဒီနေ့လုံးမဲ့အလုပ်တွေကပတ်စံမရတော့မှအမြဲတမ်းလှုပ်ချင်တာเนาะဘာဖြစ်လို့ဆိုပတ်စံရမှလှုပ်ချင်အလုပ်ဆိုရင်ဒါကိုတကယ်လှုပ်ချင်မဟုတ်ပတ်စံမရဘဲနဲ့တော့လှုပ်ချင်အလုပ်เนาะဝါဒနာအရဘာမှတပြားမှမရပါစေအဲ့လိုလှုပ်ချင်အလုပ်ဆိုရင်ဒါတကယ်ကိုကြိုက်တဲ့အလုပ်ဆရာတို့ဆိုရင် stock share စက်ဝင်စား stock share เนาะအင်ချမီကြောင့်အများကြီးပြောတယ် cryptocurrency ကြောင့်အများကြီးပြောတယ်အမြဲပြောလို့လူတွေတော့မှတိတ်ပြီးတော့အမြင်မကြည့်တော့ဘာကြောင့်လဲဆိုတော့ဆရာကအရင်စိတ်ဝင်စားတော့ stock share ကိုအမြဲပြောတယ်နေတိုင်းနဲ့ပတ်စံမရတယ်ပြောတယ်เนาะအင်ချမီအကျိုးဆောင်အင်ချမီပတ်သက်တဲ့ဟာတွေပတ်စံမရပြောတယ်cryptocurrency ရပြောတယ်အကုန်လုံးပြောတယ်အဲ့ဒီတော့ကြောင့် channel မှာထောင်းပြီးအရင်အောင်မြင်သွားလူတွေအားပတ်စံအများကြီးရကြဘာကြောင့်စခဲ့ရလဲเนาะကိုဝါနာကြောင့်စဉ်းစားလိုက်တယ်ဒီနေ့ဘာလို့ဆရာအရင်ကအလုပ်လုပ်တယ်full time လုပ်ရနော်လုပ်ပေမဲ့ stock share အမြဲကြည့်နေတိုင်းကြည့်ရနေတိုင်းဖတ်တယ်လေ့လာတဲ့အတွက်ကြောင့်ဒီဟာအရင်စိတ်ဝင်စားနော်ဒါ full time လုပ်ရတယ်အခုလည်းလုပ်နေပြီအလုပ်တွေထွက်လာသွားပြီကိုယ်ပိုင်လုပ်နေတယ်နော် stock share မှာ investment အများကြီးလုပ်ထားတယ် income investment လုပ်ထားတဲ့အတွက်ကြောင့်ဒီကအနားယူရအေးစစ်စစ်လေးဒီများအလုပ်နေချင်းအခုခီးထွက်နေတယ်နော်အနောက်မှာရေခဲတောင်ရှိတယ်ရန်လာအဲ့တော့တနေ့ကို7မိနစ်ပဲအချိန်ယူစဉ်းစားကိုယ့်ဘဝမှာစဉ်းစားတယ်ဘာဖြစ်ချင်လဲဖြစ်ချင်ဟာလက်တွေ့နဲ့စမ်းသားနဲ့လက်တွေ့တစ်ထပ်နဲ့ကြာပြီလားမကြသေးဘူးဆိုပြောင်းဖို့လို့တော့ဘာဖြစ်လို့တခုပြောင်းဖို့ဆို10နှစ်လိုတယ်အသက်18 19နှစ်ဆိုပဲစောတယ်ဆိုမထင်နဲ့ဆရာစခဲ့ရ18နှစ်လောက်လည်းစခဲ့ရ18 16နဲ့ကuniversity စတဲ့ကနော် university economics and finance double major နဲ့အောင်တယ်ဘာကြောင့်ယူလိုက်လဲ economics and finance ဘာကြောင့် double major ယူလဲ stock share စိတ်ဝင်စားတယ်ကြောင့်အဲ့ university မတက်ခင်က stock share စိတ်ဝင်စားတယ်အဲ့ရော major ယူရဲက stock share နဲ့ပတ်သက်တဲ့ဟာနော် economics and finance ယူထားတယ် finance က international trading ယူထားတဲ့ဆုံးဖြတ်ချက်မှန်ပါတယ်နော်ဆုံးဖြတ်ချက်မှာပြီးတော့အသက်30မတိုင် retirement လုပ်လို့စိတ်ကူးထားတဲ့ကြောင့် university တွေကစပြီးတော့တေးချာအလုပ်တွေကိုစီးပွားရေးထောင်ကြည့်တယ်တော့ stock share စ investment လုပ်အဲ့တော့10နှစ်ကြာတော့မှအသက်30မတိုင်ပြီးထားလို့ရဒီများအလုပ်တွေချင်းပတ်စံစိတ်ပူရချင်းဆရာဆိုပတ်စံစိတ်ပူကြမလို့ဒါဆိုလည်းပြီးတော့ရှာတယ်ဒီစစ်စစ်ကိုရှောက်သွားတယ်အဲ့ဒါအားကြောက်ပြောတာနော်အားကြောက်ပြောတကယ်လုံနေ10နှစ်အချိန်ပေးကိုယ်ပဲအသက်ရောက်အသက်30ဆိုနောက်မကြသေးဘူးအသက်40နောက်မကြသေးဘူးအသက်50နောက်မကြသေးဘူးအသက်60နောက်မကြသေးဘူးနော်အသက်80နောက်မကြသေးဘူးဒီမှာတေးဘောမှာရောက်နေလူရ4 year 5 year များဘာကြောင့်လဲဆိုတော့ဒီမှာ cruise သွားဖို့ဆိုဈေးကြီးအောင်ထောင်ချီပေးရ
နော်2300ပေးရဆိုတော့တောင်ပတ်ဆက်ရှိရုံနဲ့တောင်းမရဘူးပြီးတော့လည်းအချိန်ရရှိရတယ်တခါ cruise တောင်းမှဆိုရင်2ပတ်3ပတ်ကြာနော်2ပတ်3ပတ်ကြာဆိုတော့တောင်အလုံးလုံးတွေလူတွေဆိုရင်ဒီတင်းမောနဲ့တောင်းမရအောင် cruise တောင်းမရအောင်နိုင်ငံတကာတင်းမောအကြီးရဲ့တောင်းမလို့တော့ဘာကောင်းလဲ cruise တော့အစားတော့ buffet စားလို့ရတယ်နော်ဘာမှလည်းပတ်စံပေးစရာမလို lobster ဆိုရင်တစ်ခါစားတယ်$23ပေးရတယ်အဲ့ဒါကိုကြက်ကြောက်စားလို့ရတယ်နော်မနက်စားရဲ buffet ပဲနော်ညစားရဲကောင်းတယ်နေ့စားဘာစိတ်ပူစားမို့အခန်းကိုလာပို့ပေးတယ် service ပြီးတော့ gym လည်းရှိတယ်basketball ကွင်းရှိတယ်ပြီးတော့ရေကူးကန်ရှိတယ်ပြီးတော့ပင်မောင်လည်းဆော့ရတယ် golf လည်းရလို့ရတယ်အများကြီးရှိလုံးစရာအများကြီးနော်အားလာမအောင်ပျော်စရာများတဲ့အတွက်ကြောင့်အားလာမအောင်နော်ဂျပန်ကကြည့်နေပါလေโอเค welcome မှာဂျပန်ကကြည့်နေဆိုရင်ဂျပန်ဆိုရင်နှင်းတောင်တွေရှိပါမှာဒီမှာဆိုရင်နှင်းတောင်ရှိတယ်နော်မှာနှင်းတောင်ရှိတယ်နှင်းတောင်တွေပြနော်အားကြောက်ပြဒီမျိုးအများကြီးကြည့်နေတာနော်ဆရာ YouTube channel တော့ကြည့်တယ်rich freedom dragon လို့ရှိတယ်လင်းနေကို description မှာပေးထားလိုက်မယ်နော်အဲ့ဒါ key channel ရှိတယ်stock share ရေးစိတ်ဝင်စားဆိုရင်ဆရာဘာရဝယ်တယ်ရောင်းနေဆိုရင် link တွေဒီ description မှာရှိတယ်နော်အဲ့တော့ key channel ကို subscribe လုပ်တာဘာကြောင့်လဲဆိုတော့အားကြောက်ဆရာဆိုအဲ့လိုပဲစရည် key ထွက်တော့မှာ full time အနားယူပြီး key ထွက်ခြင်းဆို key channel ကြည့်တာအဲ့တော့ဆရာ key channel တော့ subscribe လုပ်တာ link တွေကိုဒီ video ပြီးတော့ comment အောက်မှာပေးထားနေမယ်နော်ပြီးတော့ကိုဖြစ်ချင်ပုံပေါ်ကိုစဉ်းစားနေဒီမျိုးအနားယူပြီးတော့စောအနားယူပြီး key တော့တွားကျင်တာတော့ပတ်စံစိတ်မပူချင်ဘူးမပူချင်ဆိုဆရာကိုနောက်လိုက်လို့ရတယ်နော်တချို့လူတွေကပတ်စံရမ်းချမ်းတာပြီးနေတယ်ဒါပေမဲ့သူမှအချိန်မရှိဘူးဒါဆိုမရှိဘူးဆရာပွားမှာအောင်ပြည့်စုံတယ်ကျမရေးကောင်းတယ် six pack လည်းရှိရယ်နော်အချိန်ရရှိတယ်နော်သူများရအရမ်းချမ်းတာပါပတ်စံများကြီးရတနေ့ကိုတိတ်ချီရပါတယ်โอเคတိတ်ချီရပဲအချိန်ရမရှိမိသားစုအချိန်မရှိဘူးအလုပ်ပါပဲတချို့လုပ်နေဆရာအလုပ်မဟုတ်ခီးရတော့လည်းမိသားစုတဲ့အချိန်ရှိရယ်နော်လုပ်ချင်ရလုပ်ရတယ်ပြီးတော့နောက်တစ်ခုပါရှိရယ်အချစ်ရေးနော်အချစ်ရပေါ်တယ်နော်အချစ်မြင့်တာပေါ်တယ်အဲ့လိုမျိုးဖြစ်ချင်ဆိုရင်ကြားမှကျင်တယ်အချိန်ရေးပေါ်ကျင်တယ်ပတ်စံရေးပေါ်ကျင်တယ်ခီးရတော့ရှော့သွားကျင်တယ်နော်ခီးရကြိတ်တော့ဖူတန်းသွားကျင်တယ်မိဘကိုရှာကျွေးကျင်တယ်ပြီးတော့အချစ်ရေးမှာကန်စာကောင်းကျင်တယ်နော်စမ်းပွင့်ကျင်ဆိုရင်ဆရာချိန်တော့ follow လုပ်ရတယ်နော်ဟိုလိုမျိုး insurance တွေပါပတ်သက်ရဆိုဆရာ follow မလို့ဆရာ insurance တွေပါမရောင်းဘူးအိမ်ချက်မြေရောင်းမှုတယ်အိမ်ချက်မြေလုံငါထောင်မှုတယ် stock share လုပ်မှုတယ်ပြောပြတာဒါ follow လုပ်ရမယ်တူမှန်အောင်ပြောပြ insurance ရောင်းလို့ပြပါတယ်ဆရာဟိုအများကြီး insurance ရောင်းလို့တွေဆက်တော်တာရှိတယ်အိမ်ချက်မြေအကျိုးဆောင်ဆို customer တွေအများကြီးရအောင်ရတော့ insurance သမားတွေဆက်တော်တယ် insurance သမားတွေမလို့ပါဘူးသူရဲ့အများကြီးလောက်ရနော် question ရှိရရေးထားတယ်ပြီးတော့ channel မှာပြောထားတယ်YouTube channel နော်စင်ကာပူကကြည့်နေပါလဲမလေးရှားကြည့်နေပါလဲ good အမှရေးထားပါ US က cruise မိ US မှာ cruise တော်ကြာပဲနှစ်ပတ်တော့ကြာညာ cruise တော့ပြီးသွားရင်တခြားနိုင်ငံရဲ့တောင်းမယ်နော်အဲ့ဒါအဓိကကိုလုံးချင်ရစပြီးတော့ subscribe လုပ်ပါအချင်းနဲ့ပတ်သက်ဆိုသိချင်ဆို channel အချစ် channel လေးကို link နေမှာပေးထားလိမ့်မယ်အချစ်ဆရာဝန်ဆို channel ရှိတယ် left Dr. Rich မင်းကလေးအတွက်လူသားတွေအတွက်ကြောင့် Rich Single Male for Top မြန်မာ man ဆိုတာcomment မှာပေးထားလိမ့်မယ်ဆရာနဲ့အဓိကဆက်သွယ်ကြည့်ဆိုရင်ဒီမှာ link နေပေးထားမယ် Patreon link နေမှာညာတော့ဖြစ်နေချင်းပြန် robot ပြန်အမဆက်သွယ်ဆို stock ဘာတွေဝယ်နေတယ်ဘာတွေရောင်းနေတယ် cryptocurrency ပြောတော့နော်ကိုရီးယားကကြည့်နေပါလေညာကိုရီးယားဟုတ်လားဗဒီနေ့လာလူတွေဆို USA ကဆိုရမရောက်ပါပြီတခြားနိုင်ငံလူတွေပဲဖြစ်နေဘူးနော် USA ကလူတွေရှိတာရှိအောက်မှာ comment ရေးတာပါ question ရှိရဆိုရင်မေးထားရပါလေရနော်ရှုခေးလာတယ်ရှုခေးတော့မိုက်တယ်ဒီနေရဲဝင်တော့မဒီဘက်မှာနေထိုးနေဒီဘက်နေဝင်ရဟုတ်ရှယ်တခြားနေရာရှောက်သွားကြည့်မယ်ရလားဟိုဘက်မှာရှိရတောင်ရှိရနင်းတောင်ရတိုင်မချာမစိုးပါအေးတယ်မိုက်တယ်ဟုတ်ရှယ်ပဲလား I am looking at ရဘာဖြစ်ချင်ပလေးတက်ရဘာဖြစ်ချင်အောက်မှာ comment ရေးထားတာပါနော်အသိချင်တော့ကိုပလေးတက်ရရီမှန်းချက်ပါရှိတယ်
ညီမချက်ရှိရဆိုအောက်မှာရေးထားတယ်ညီမချက်ကိုဘယ်လိုရအောင်လုပ်မလဲဆိုတာဆရာပြောပြမယ်နော်ညီမချက်တွေရေးထားတယ်ဗာညီမချက်ဖြစ်ချင်တယ်နယူးယောက်ကြည့်နေဆိုတာညဘက်ဒီညဘက်ကြီးစောင့်ပြီးကြည့်နေတာပေါ့ဆိုတော့ good it's a good fun ပလေးတက်အမာခံပေါ့ဗျာဩစတြေးလျကြည့်နေဩစတြေးလျရောက်ဘူးတဲ့ဒေါ်တင်းနေဆွေဩစတြေးလျရောက်ဘူးဩစတြေးလျအခုဇူလိုင်ဩဂတ်ဆိုစောင်းရည်ရောက်စောင်းရည်ရောက် USA မှာဆိုရင် USA မှာဆိုအခုနွေရာသီဖြစ်နေပြီဆိုတော့အေးရတဲ့ရှာနေတာမပြောတော့ Australia ပြန်သွားနေပြီ August ဆိုရင် USA မှာရန်အိုက်တယ်အဲ့တော့ Australia မှာဆိုရင်စောင်းရည်ဖြစ်နေ New Zealand ဆိုရင်စောင်းရည်ဖြစ်နေနော် Alaska ကိုရီးယားကြည့်နေပါတယ် USA New York ဇော်ကြီးမတွေ့ဘူးဇော်ကြီးunicorn နဲ့ရေးလို့ရ unicorn နဲ့ရေးနောက်အင်္ဂလိပ်ဆိုရင်အင်္ဂလန်ကနေအားပေးနေပါတယ်အင်္ဂလန်ကောင်းတယ်အင်္ဂလန်ကလန်ဒန်ဆိုရင်နည်းနည်းဟောရာသီဥတုအမြဲတမ်းမဲနေနော်အမြဲတမ်းဟောမိုးအုပ်နေကြတယ်မိုးအုပ်တယ်မိုးရွာတယ်အင်္ဂလန် EU မှာနေတဲ့လူတွေနည်းနည်းတတိထားပါဘာဖြစ်လို့ဆိုရုရှားနဲ့ပြည်သက်တာဖြစ်နေမလားရုရှားနဲ့ပြည်သက်ဖြစ်နေဆိုတကယ်တက်ကဘာစစ်ဖြစ်နေဆိုရင်ယူရိုမှာအမြဲတမ်းဖြစ်တယ်ပထမကဘာစစ်ရယူရိုမှာဖြစ်တယ်ဒုတိယကဘာစစ်ရယူရိုမှာဖြစ်တယ်တက်ကဘာစစ်ရယူရိုမှာဖြစ်အောင်ပါပဲเนาะဩစတြေးလျနဲ့နယူးဇီလန်ကနေရတဲ့လူတွေဘာမှစိတ်ပူစရာမလို USA နဲ့ကနေဒါမှာနေလို့ဘာစိတ်ပူစရာမလိုအဲ့ဘက်တွေကကဘာစစ်မဖြစ်ဘူးပြီးတော့ South America မှာနေတဲ့လူတွေဘာမှစိတ်ပူစရာမလိုEU မှာနေတဲ့လူတွေမြန်မာတွေဆိုနည်းနည်းထွက်ပေါက်ပြင်ထားတယ်အကယ်၍တက်ကဘာစစ်ဖြစ်လာမှာဆိုရင်เนาะလူစုက plan နဲ့ကြိုလုပ်ထားတယ်ဟုတ်အခုဒီလိုမျိုးကဘာပတ်နေမို့10နှစ် plan တွေလုပ်ထားဆရာအစအသက်30မတိုင်ဘူးထားမလို့ကဘာပတ်ဖို့ကစိတ်ကူးကလွန်ခဲ့တဲ့2နှစ်3နှစ်မှာရှိတာယောဂမဖြစ်ခင်တနည်းနဲ့2020ပေါ့လေ2020မှာတိုင်ပြီး2018လောက်မှာစုပ်ပြစ်ချတယ်ခီးရထွက်အရင်သဘောကျဒါပေမဲ့လုံးဝ full time ခီးထွက်မှဆိုစုပ်ပြစ်ချတယ်2000ဘယ်လောက်လဲမသိတယ်2017 2018လောက်လေအဲ့လိုစုပ်ပြစ်ချပြီးတော့ခီးစထွက်တာ2020ကျတော့ခီးထွက်မလို့တော့2020ကျဘာဖြစ်လဲဆိုတော့ဟိုဟာဖြစ်သွားတယ်ယောဂဖြစ်သွားခီးမထွက်တာအဲ့တော့ okay ပြီးတော့မြန်မာတွေတက်စီကြတယ်အတွက်ကြောင့်ဒီနောက်ပုံလို့ရှိရဆိုပြီးတော့YouTube channel မှာဒီနောက်ပုံမှာလာပြောရတဲ့ကြောင့် stock share တင်နေဖွင့်ပြသွားတာအစိုးရအကောင့်ဖြစ်လာပြောရမယ်နော်လူဘဝဆိုတာအမျိုးပြောင်းနေတယ်2020မှာကဘာပတ်ဖို့စိတ်ကူးတယ်ဒါပေမဲ့ယောဂဖြစ်သွားတယ်အော် lockdown ဖြစ်သွားတယ်ဘာမှစိတ်သက်ကြတယ်မလို့အဲ့တော့တင်နောက်ဖွင့်လိုက်တယ်ပရိသတ်တောင်းဆိုတဲ့ကြောင့်မြန်မာအများကြီးပတ်စံအများကြီးမြတ်သွားအစိုးရအမြတ်ပဲလူလောကမှာစိုးရဟာဆိုလူတိုင်းမှာဖြစ်တယ်ကိုတရားလည်းမဟုတ်လူတိုင်းစိုးရဖြစ်အဲ့အစိုးရအမြတ်ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုအဓိကကိုတာဝန်အဲ့တော့ဆရာအဲ့လိုလုပ်တဲ့အတွက်ကြောင့်မြန်မာအရင်မြတ်သွားတယ်ဆရာနာမည်ကြီးသွားတယ်ပြီးတော့လည်းအရင်နဲ့ပရိသတ်အများကြီးပေါ်သွားတယ် Tesla stock share နဲ့နာမည်ကြီးသွားတယ် Tesla stock share ဆိုင်နာမည်ကြီးသွားပြီးတော့အဲ့ဒါပရိသတ်တချို့လူတွေဆိုအိမ်တွေမှာဝယ်နိုင်ရှစ်သိန်းနဲ့အိမ်တွေမှာဝယ်တယ်နော်အများကြီးဝယ်တာstock share တင်နဲ့တက်ပြီးတော့ crypto club ဆက်ပြီး join လာတယ်ပြီးသွားရင်အင်ချင်မီကျိုးဆိုတော့စီးပွားရေးနှစ်ခုသုံးခုလို့ stock share တစ်ခုလည်းမလုပ်နဲ့ stock share အင်ချင်မီလို့အဲ့တော့10မိနစ်အတွင်းမှာဘဝပြောင်းလဲလို့မှာနေတဲ့စဉ်းစားပါနော်ဒီနေ့ညအိတ်ခံနေဆိုစဉ်းစားလိုက်ဒီနေ့လုပ်ခဲ့တဲ့အရာတွေကငါလုပ်ချင်အရာလားမနေ့ပြန်ကိုအသက်ဆုံးရှုံးပါမယ်နော်မနေ့ပြန်အသက်မရှိတော့ဆိုရင်ဒီနေ့လုပ်ခဲ့ဟာတွေကိုနောက်တော့ရမလားကိုလုပ်ချင်ဟာတွေကကိုလုပ်ချင်ဟာတွေမဟုတ်ပဲလုပ်နေတယ်ဆိုနော် 80% တော့80% တော့ကိုလုပ်ချင်ရမဟုတ်ဘူးဆိုရင်ဒါကိုဘဝပြောင်းလဲတင်ပြီဆရာပေါ်မှာ95% 99% တော့ဆရာလုပ်ချင်ဟာနေပဲ1% ကိုမလုပ်ချင်ဟာရရှိရပါဒါဘယ်လိုမဆို1% ကိုမလုပ်ချင်ရှိဆရာ1% ရှိဆရာပေါ်မှာ99% ဆရာလုပ်ချင်ဟာနေပဲဗီဒီယိုလုပ်တယ်ဒီမို့ Facebook live လုပ်တယ်ပလိတဲ့စကားပြောတယ်ဆရာလုပ်ချင်တယ်ဒီလိုခီးသွားလဲလှတဲ့နေရာမျိုးနေဝေစီးစာလေးကြည့်ရဲဆိုတော့ဆရာလုပ်ချင်တယ်YouTube ဗီဒီယိုလုပ်တယ်ဆရာလုပ်ချင်တယ်ပြီးတော့မိဘကျေးဇူးစချင်ဆရာလုပ်ချင်ပြီးတော့အချစ်တွေ share နော်ဆိုတာလဲဆရာလုပ်ချင်တယ်လုပ်ချင်တာအကုန်လုံးပဲ99% ကမနေ့အိပ်ရထားလာပြီးတော့ညဘက်အိပ်ရထီကဆရာလုပ်ချင်တဲ့ဟာတွေပဲလုပ်တယ်အဲ့တော့ကိုယ့်ဘဝမှာလုပ်ချင်တဲ့ဟာတွေလုပ်ဖို့အရေးကြီးကိုယ့်ဘဝမှာစဉ်းစားနေအဲ့တော့လုပ်ချင်တာတွေမဟုတ်ဘူးဆိုရင်ပြောင်းတင်ပြီ
နော်ပြောင်းသိပြီဆိုနေတိုင်းနေ10မိနစ်စဉ်းစားခေါင်းပေါ်လက်တင်ပြီးတော့ငါဘဝတကယ်ဘာလုပ်ချင်လဲအလွယ်ဆုံးပဲကိုဘဝပြောင်းလဲဖို့ဆိုရင်အလွယ်ဆုံးပါလှုပ်ချင်တာတိဖို့အလွယ်ဆုံးပဲလှုပ်ချင်တာတိပဲဆိုရင်စပြီး plan လေးချတော့မနေ့ကဒီနေ့ချင်းစာချလို့နော်နောက်နေ့ပါရွှေ့မနေနောက်နေ့ပါရွှေ့တယ်ချင်းစာတော့ကိုပတ်စံတဲ့စိတ်ပူခြင်းဆိုရင်စပြီးတော့ stock share မှာနော်တနေ့$10ထက်ပတ်စံများထည့်ကြမို့$10စထက်ပြီးတော့တဖြည်းကျွမ်းလာပြီးတော့တနေ့100ထက်20ထက်30ထက်နော်တဖြည်းတိုးထက်ပြီးမြတ်တဲ့ဟာတွေဆိုရင်အင်ချင်မှာလို့အဲ့လိုလို့နော်ကိုဆရာဝန်ကြီးဖြစ်ချင်တယ် pharmacy ဖြစ်ချင်တယ် PhD ဖတ်ချင်တယ်ဖတ်လို့ရတယ်အဲ့လိုဖတ်ချင်အေးဆေးပဲနေချင်ဆိုရင်ဒီကိုခီးပဲအမြဲထွက်ချင်တယ်လူလောကအကျိုးဆောင်ရွက်ချင်တယ်ဆိုရင်ဆရာချီရလိုက်လို့ရတယ်ကဘာပတ်ချင်ဆိုရင်ဆရာချီရလိုက်ကိုကပြောင်းချင်တယ်ပြီးရဲ့အားမရဘူးတဲ့ဘာအားမရလားပြောပါဘာဖြစ်ချင်တာပလိတိုက်ဖြစ်ချင်ဟာပြောပါပြောရဆိုရင်ဆရာဒီမှာစေတနာနဲ့ပြောပြမယ်ဘယ်လိုရအောင်လုပ်မလဲဆိုတော့ဒါများတော့အဖြစ်ဆရာ mentorship group ဆိုတာရှိ mentorship group ဆိုတာတလောက်နှစ်ခါဗီဒီယိုခေါ်တယ်နော်အဲ့ဒါ link လေးပေးထားမယ်ကိုပါဖြစ်ချင်တယ်ကိုဘဝအခက်ခဲကြုံကြိုက်ရ discuss လုပ်ရတယ်နော် discuss လုပ်ရအဲ့ link လေးကိုဗီဒီယိုပြီးတော့ပေးသွားတယ်ဗီဒီယိုခေါ်ရဗီဒီယိုခေါ်ရ audio call ခေါ်ရတယ်နော်အဲ့ဒီမတိုင်မင်းအဓိကကိုမီတာစုကိုတရင်ချင်းပေါင်းလဲစာလူတွေမှာပေါင်းဝင်ရေးကြီးဆရာဆိုဘဝတိုးတက်ချင်ဆိုဆရာတဲ့အများကြီးတာလို့မီတန်တဲ့တွေနဲ့စပြီးပေါင်းလာသူကိုကူညီပေးတယ်နောက်သူ့အလံကားတွေတွားပြီးကူညီပေးတယ်စေတနာထားတယ်တော့သူကပညာပြန်ပေးတယ်သူ့ပေးရဲ့ပညာတွေကတမှုဖြစ်အောင်ပြန်ဘဝလုံးဝပြောင်းတယ်ကွာအဲ့တော့ဆရာအရင်ကအဲ့လိုသူများပတ်ဆက်ပေးပြီးတော့တလားရ3-500ပေးပြီးတော့ mentorship လုပ်ပူတယ်ပြီးသွားရဲ့အင်ချမ်းမကျိုးဆောင်နံပါတ်1ဖြစ်ခြင်းဆိုကြောင့်ကိုမျိုးကနံပါတ်1ဖြစ်ခြင်းဆိုကြောင့်10%ပေးတယ်ဥပမာဆိုရင်ကော်မရှင်1000ရဆိုရင် ICR 1000ပေးရတယ်နော်1000ပေးရအဲ့ဒါလုပ်ပူတယ်ဘာလို့စဉ်းစားနေအသက်30မတိုင်ဘူးထားလို့မလားကိုကစဉ်းစားနေကိုအသက်30မကြာဘူးရောက်တော့မယ်နော်အသက်30မကြာဘူးရောက်တော့မယ်ဆိုတော့မဖြစ်တော့ဘူးငါညီမကျဲတွေကမြတ်ပြည့်ဝဖြစ်တော့မယ်ဆိုတော့အဲ့ဒီအချိန်မှာ investment အများကြီးလုပ်တာအဲ့တင်တယ်လို့နော် mentor လို့အဲ့မှာ investment အများကြီးလုပ်ပတ်စံအများကြီးလုပ်တယ်စစချင်းတော့ထုံးစံတော့လူတွေကကက်စီနေတာဒါတဘာဝပဲစင်းရဲ့လူတွေကပတ်စံတန်မှုထားလို့ကြောင့်ပတ်စံတောင်းမတုံးချင်ကြအောင်ဒါဆရာရဲ့အိမ်ရောစင်းရဲ့ဘဝရောက်လာပြောပြတာတဘာဝပြောပြတာဒါ normal ဒါပေမဲ့နားလည်သွားဆရာတကယ်ဖြစ်ချင်တဲ့ဟာဆိုရင်ဘာလို့ဆိုတော့ကိုရှေ့မှာလုပ်ပြီးသွားလူတွေရှိလူတွေရှိတော့ကိုအမှားမဖြစ်အောင်ဆိုပြီးတော့သူပတ်စံပေးလုပ်လာပိုပြီးတန်မှုရှိအချိန်ကုန်တက်တာပါလေကိုပတ်စံနဲ့ကုန်တက်တာပါလေသူ့ပေးပတ်စံနဲ့3-50ပြန်ရတာနော်3-50ပြန်ရတဲ့အဲ့ကြောင့်အသက်30မတိုင်မီဒီincident တင်နေတော်သေးတယ်ညီမကြီးကမိသွားတော့အချိန်မိသွားတော့နော်အဲ့လိုမျိုးပတ်စံအများကြီးမတုံးခဲ့လို့ဆိုဆရာမိမှာမဟုတ်အသက်40လောက်မှ retire လုပ်ရလိမ့်မယ်နော်အဲ့လိုရမရှိရquestion ကြည့်တယ်ဆရာဖြစ်ချင်တယ်ဒန်နီယယ်ဆရာဖြစ်ချင်ဆိုရင်ဆရာဆက်ရချင်းဆိုရင်အလုံးဝင်လာကကောင်းမှာနော်ဒန်နီယယ်မေးတာဆရာဖြစ်ချင်ဆိုရင်အလုံးဝင်လာကကောင်းမှာဆိုတော့အလုံးကိုတစ်ခါပြောင်းလိုက်ရင်လာကနှစ်ဆတူကဘယ်လိုလုပ်မလဲဆိုတော့ဆရာစဉ်းစားတယ်အဲ့ဒါကိုတင်တန်းထဲမှာပြောထားတယ်အလုံးရှာတင်တန်းမှာအလုံးကိုပဲအချိန်မှာအလုံးထွက်ပြီးအလုံးဘယ်လိုမျိုးရှာလာကပူကောင်းဘာလို့လာကအများကြီးမတိုးတက်မလဲအဲ့ပတ်စံမပူလာဘူးဆိုရင် stock share မှာ investment လုပ်မရအဲ့ကြောင့်အလုပ်ကောင်းရအောင်ဆရာဘယ်လိုလုပ်လဲဆိုနီးလန်းလေးဟောရှာပြီးတော့ရအောင်မှတ်တမ်းစုထားပြီးတင်တန်းပြန်ဖွင့်လာအလုပ်ရှာတင်တန်းနော်link တွေကိုပြီးတော့ပေးထားတယ်ဆရာ website မှာတော့ကြည့်လို့ရအလုပ်ရှာတင်တန်းပြီးတော့ stock share မှာ investment လုပ်ပတ်စံပူထွက်လာမှာလာကတိုးတွေပတ်စံပူထွက်လာရင်ပူထွက်လာတော့အတုံးစိမတိုးနော်အတုံးစိကိုပူပုံမှန်ပဲလုပ်တယ်ရတယ်မှာလာကပူလာမှန်တယ်အားလုံး stock share ထည့်ပြီးသွားရင် stock share မှာမြောက်လုပ်တယ်မြောက်လုပ်သွားရင်အင်ချမ်းမှာအကျိုးစာလုပ်တယ်အဲ့လိုမျိုးအဲ့ကြောင့်တင်တိုင်းဖွင့်တဲ့ဟာအောက်က step by step ဖွင့်လာတာပထမဆုံးဖွင့်လာတာအလုပ်ရှာတင်တိုင်းဖွင့်လာတယ်ပြီးသွားရင် stock share တင်တိုင်းဖွင့်လာတယ်ပြီးအင်ချမ်းကျိုးစာတင်တိုင်းဖွင့်လာတယ်နော်တကယ်တိုးတက်ချင်အဲ့တင်တိုင်းတစ်ခုတက်မယ်ဆိုရင် stock share တင်တိုင်းရဲ့ ancient တင်တိုင်းတက်မယ်ဆိုရင်အလုပ်ရှာတင်တိုင်းလက်ဆောင်ရနိုင်မယ်နော်ဆရာ assistant ကိုတွားပြီး Facebook chat မှာတွားပြောလိုက်ဘာကြောင့်အဲ့လိုအစစ်စစ်ဖွင့်လာလဲဆိုတော့ဆရာရဲ့ live ဘဝအစကနေပြီးတော့နော် step by step လောက်ပါတချို့လူကကြော်ပြီးတက်တာရှိအ
အဲ့လိုမကြော်မတက်နဲ့ကြော်တက်ရင်ပြန်ပြီးပြန်ဆင်းရမယ်နားမလဲဘူးဆိုရင်နော်အဲ့လိုမျိုးရှိအချိန်ကုန်သွားနေရောဒီအချိန်ဘာ currency ကိုဝယ်ထားတယ်ဘယ်ပြော cryptocurrency อ่ะ cryptocurrency ကဆရာ Bitcoin ပဲကြိုင်အခုလက်ရှိအောင်အမေရိကကိုလာခြင်းနဲ့ဆရာအမေရိကကိုလာခြင်းဆိုလာတဲ့နေအများရှိ YouTube မှာ playlist ဆိုတာတော့ကြည့်လို့ရတယ်နော် store share ဝယ်ခြင်းဘယ်ကစလို့ရမှမသိအချိန်ကမပေးနိုင်အင်္ဂလိပ်စာမကျွမ်းအင်္ဂလိပ်စာမကျွမ်းဆို Google Translate လုပ်ရတယ်အခု Australia မှာနေတယ်ဆိုရင်အင်္ဂလိပ်စာမှာဖတ်တယ်မှာနည်းနည်းဖတ်တယ်ကိစ္စမရှိ Google Translate သုံးပြီးလုပ်တော့ store share ဆိုတာနည်းနည်းပါကင်ပြီးသွားရင်အထားကြောက်သွားစီ application အတူတူပဲเนาะဒီစက်လုံးတွေမှတ်ထားလိုက်မြန်မာတက်ပြီးသွားဆိုလောက်တက်သွားပြီဘာမှမခက်ဆရာစီမှာစတဲ့လူအင်္ဂလိပ်စာမတက်လူအများကြီးပဲတကယ်ကြိုးစားခြင်းရှိဖို့လို့အချိန်မပေးနိုင်ဘူးဆိုရင်အချိန်ကတနေ့ကို10မိနစ်ပဲဆရာဗီဒီယိုရဲ့တင်တန်းကကြိုက်တဲ့ချိန်ကြည့်လို့ရတယ်တင်တန်းတက်ပြီးသွားဆိုရင်ကြိုက်တဲ့ချိန်ကြည့်အထက်ပြန်ကြည့်เนาะတင်တန်းမှာ10ခေါက်ကြည့်ရလူအကောင့်20ယောက်ကြည့်ရလူကအတော်ဆုံးလူတွေပဲအဲ့ကြောင့်တင်တန်းကိုကြိုက်တဲ့အချိန်ကြည့်လို့ရပေးထားတာเนาะဗီဒီယိုလေးမြန်မာလိုတင်ထားတယ် stock share ဝယ်ကြည့်ဆိုဆရာ stock share Australia မှာ stock broker ရှိရဆိုတာတင်တန်းမှာပြောထားတယ်เนาะ USA ကလူတွေဆိုအခုပေးဆောင်မလို့ပဲအမြတ်တွေဘယ်လိုတင်ထားလို့ရမှာဆိုတော့ပြောထားတယ်เนาะရွှေတဲ့ဝင်ဘယ်လိုဝယ်ရမှာဆိုပြောထားတယ်အများကြီးပဲအခု cruise line ကိုကြည့်ရဆိုအများစုဘာရှိရဆိုကြောင်းလည်းရှိရဖြစ်ပါလားကြောင်းရှိရောလူငယ်တွေမလာကြပြီးလူကြီးတွေလာကြနောက်တစ်ခုကပါပတ်စံမရှိရတော့ cruise တစ်ခါစီးမှုဆိုပတ်စံနဲ့ရမှာကုန်လာလေကုန်တော့အားကြောင့်တက်ကြီးရဲ့လူတွေပဲလာအများတယ်ပြီးတော့ကြောင်းနဲ့ပိတ်တဲ့အချိန်အကြောင်းဖွင့်တဲ့အချိန်ပါတယ်အားကြောင့်နော်အဲ့တော့ဆရာပဲအငယ်ဆုံးပဲဒီတက်မှာအငယ်ဆုံးပဲရောက်နေ cruise လာလူရအဲ့ပြောဗမာပြည်ကပါနမ်းမော်ပြတာအသက်40ရှိပါပြီခုချိန်ထိ single တဲ့ကိုပိုင်လုပ်ငန်းအသေးစားလေးရှိပါတယ်ဒါပေမဲ့ခုချိန်ဗမာပြည်ကအယောင်းဝယ်မကောင်းတော့အမေရိကန်ကိုလာပြီးတိုးတက်လာရှာကြမှာအမေရိကန်မှာတရင်ကြီးရှိတာတရင်ကြီးရှိရဆိုရင်အမျိုးရှိရဆို visit visa လာပြီးသွားရင်ကိုယ့်အကိုကြည့်ပြီးစီစဉ်လိုက်တော့ဒါကိုမိသားစုရှိရဆိုသူ့ကိုမိသားစုရှောက်ခိုင်းတယ်ဒါတခြားနယ်ထွက်မြန်မာပြည်ရှိရလို့ဆိုရင်မြန်မာပြည်ဆိုရင်အသက်ကြီးရမထင်နဲ့နော်အသက်ကြီးတဲ့အမေရိကန်လူတွေကအလုံးလုံးရဘယ်သူမှအသက်ကြီးကိုအလုံးမခံဘူးမရှိအဲ့မျိုးရေအသက်ကြီးစောလာလေးတွေကောင်းနေပဲเนาะအမေရိကန်မရတဲ့စင်ကာပူသွားအင်္ဂလိပ်စာအမေရိကန်ကြားချင်းဆိုအင်္ဂလိပ်စာပြောတဲ့နိုင်ငံသွားအမေရိကန်တက်မရအောင်ဆိုစင်ကာပူသွားတခြားအင်္ဂလိပ်ပြောနိုင်ငံပဲနိုင်ငံရှိရစဉ်းစားလိုက်เนาะအင်္ဂလိပ်ပြောနိုင်ငံသွားအင်္ဂလိပ်စာဆိုတာအချိန်ယူရအောင်ချက်ချင်းလုံးမှမရအချိန်ယူရဆိုအင်္ဂလိပ်စာတင်နေသွားstore share စိတ်ဝင်စားပဲဘယ်လိုစရမလဲဆရာ YouTube video အောက်မှာ free store share account ဖွင့်လို့ရမှာတော့ဖွင့်လိုက် free store share ပေးနေမယ်နော်ဘယ်နိုင်ငံရလဲအောက်မှာ comment ရေးထားတယ်မေးရခါကြတော့ဆိုရင်ဘာလို့ USA နဲ့တခြားနိုင်ငံမတူဘူးလေဒါ store share စလို့အဲ့ account ကိုဖွင့်လိုက်စမ်းလုပ်ကြည့်နော်စမ်းလုပ်ကြည့်ကိုယ့်အောင်စမ်းလုပ်ကြည့်လို့ရတယ်ဆရာ free video ကိုကြည့်လို့ရ playlist မှာကြည့်စိတ်ဝင်စားဆိုကြည့်ပြီးသွားဆိုရင်ဒီကပိုတက်ချင်ပြီမတက်ချင်ဆိုတင်တက်တော့ရရပါရှိမင်္ဂလာပါဆရာရကဲခုဒီကလှတယ်ပြီးသွားရင်ဟုတ်ပဲဒီမောရလာပြဒါအမြဲတမ်းဟိုအားကြောက်ကိုကြည့်တယ်ပေါ့မှတ်ထားလိုက်ကိုဖြစ်ချင်တဲ့ဟာလေးကိုအမြဲတမ်းကြည့်နေကိုကခီးတစ်ချိန်ထွက်ချင်ဆိုရင်နော်ဆရာဆိုခီးထွက်ဗီဒီယိုတွေတောက်လျှောက်ကြည့်တယ်တနေ့ကို10မိနစ်လောက်ဘာဖြစ်ချင်ဆိုတော့မှတ်ထားလိုက်အဲ့လိုမှတ်ထားလိုက်မှဆိုရင်ထိုးပေါ်ကြီးပြောင်းလဲသွားတယ်တနေ့ကို10မိနစ်ပဲဘာဖြစ်ချင်တဲ့ဟာလေးကိုစိတ်ထဲမှာမှတ်ထားလိုက်မှတ်ထားပြီးရအောင်တော့လူတွေတော်တော်များများတနေ့တည်းအလုပ်များနေရတယ်ကိုဘာဖြစ်ချင်ရဆိုမစဉ်းစားမိတော့ကိုဖြစ်ချင်တာမဖြစ်တာဘဝမှာကိုမဖြစ်ချင်တာမဖြစ်လာကိုဖြစ်ချင်တာပဲစဉ်းစားပါဖြစ်ချင်တာဖြစ်လာမှာဖြစ်ချင်တာမစဉ်းစားလို့ဆိုရင်မဖြစ်လာဘူးအားမျိုးဟိုဘက်ချက်သွားတာရ
呀，A 呀么，你那带哪个？哦，你那带的，但没想到么12 degree Celsius。A เลยเนี่ยမြန်မာနိုင်ငံကအေးရသဘောကျတယ်နေရာဒီဖြစ်တယ်ဆိုရင် Australia New Zealand တောက်ဖို့စဉ်းစားနေUS က August ဆိုနေရာဒီဖြစ်နေတယ်နေရာဒီဆိုနေရာဒီကိုရှောင်းမယ်လေရှောင်းပြီးတော့ Australia သွားမယ် New Zealand သွားမယ်然后 Europe သွားမယ်ပေါ်မှာရှိရมาถ่ายรูปอย่างโอ้เปิดได้มาရေကူးတယ်ရှိရေကူးတယ်ရှိရပဲအေးရ Going to get started at 9 p.m. inside the Pharaoh's Palace on deck 2 forward. Come and join us for a great laugh. And like I say, I'm English မတောက်ဆို English တောက်လို့ to take part in some adult fun this evening. Speaking of adult fun as well, we've of course got an adult game night. English မတောက်ဆိုရင် English ကိုတောက်လို့မြန်မာနိုင်ငံက stock share စိတ်ဝင်စားပါ English မတောက်ဘူးလေ English မတောက်ပဲလုံးနေအများကြီးရှိတယ် stock share မှာနော် Yeah. Now, that person, don't forget as well, you're an amazing Andy team out and about. They've got the 16-minute jewelry sale happening for you right now in our Andy boutique store, as well as 35% off citizen watches in the bunch of the outside as well. Now, they've also got some free liquor tasting happening for you as well at 9 p.m. So go and check out your bunch of team on deck 3 midship. Oh, don't forget as well, folks, the spa is also open for you. ဒီမှာ table tennis လုပ်ရတယ်ပင်ပေါဆော့ရပင်ပေါ especially here in beautiful Skagway as well. Make sure you check out the live music we've got happening all around the ship as well. We've got the fabulous Goldstring Trio performing for you in the Spirit Lobby. Music Manila performing for you right now. Gym ရှိရဒီမှာ gym ရှိရ Nano in the Shanghai Piano Bar as well as the Duo Road and the Alchemy Bar as well. Have a great evening everyone. I'll see you all very shortly for the London Irish Show. gym ရှိဒီမှာgym ရှိတယ်โอเคပြီးသွားပြီအတန်ပြီးသွားပြီပင်ပေါဆော့ရ gym ရှိတယ်ရာလူတွေမစိုးအင်းမြမြနေသဘောကျတယ်ဘာမှစိတ်ပူစရာမလိုအေးစေပဲYouTube မှာလည်း Richard Insight မြန်မာပဲYouTube မှာလီဒေါ်လာပြော YouTube မှာ Richard Insight မြန်မာပဲဗီဒီယိုပြီးသွားရင် link တွေအားလုံး comment အောက်မှာပေးထားမယ်နော်ဗီဒီယိုပြီးတော့ပြန်လာကြည့်တယ်ဒီဗီဒီယိုလေးကိုပြန်လာကြည့်တယ် Facebook page မှာပဲ live stream ရက်သွားအခုပြန်လာပြီလား live stream ပြန်လာပြီဆိုပြောပါပြန်လာပြီဆိုပြော live stream hey ပြီးတော့ထဲထဲအောင်နောက်မှပဲနောက်နေ့ကျမှကျုံးသွားပြော okay အဲ့တော့ question ရှိရဆိုအောက်မှာရေးထားတယ်ပါ okay ဒီကပြောချင်တာတော့အဲ့ဒါပါပဲတနေ့ကို7 minute အနေနဲ့စဉ်းစားเนาะကိုကဘာဖြစ်ချင်လဲဆိုစဉ်းစားတယ်စဉ်းစားပြီးတော့လုံးနေတိုင်းနေတဲ့7 minute အနေနဲ့စဉ်းစားအဲ့7 minute နဲ့ဘဝပြောင်းလဲသွားတာเนาะဘာဖြစ်လို့ဒီခါလေးကျဒီကိုပြဦးမှာဆရာကအဲ့လိုပဲကဘာပတ်ကိုလုပ်နေမှာYouTube channel ကြည့်ရချိုးဟာတွေကဘာပတ်နေလို့ကြည့်ပြီးအားကြပြီးဆက်လုပ်တယ်เนาะဆက်လုပ်ခီးကထုတ်ရဆရာဒီကတင်တိုင်းတနေ့ကိုခီးတစ်ခါ3ခါထွက်နေရเนาะနေ့တော့နေ့ဆိုရပြောစလုပ်ရပဲလင့်ပဲအရင်ပေးပါမရွေးတက်လို့ဆိုဘယ်လိုလင့်လဲ stock share တင်တန်းလင့်တာနေ့ဆိုရော6ချရေးပေးတယ်မယ်เนาะပြီးတော့ဗီဒီယိုကြည့်ချင်ဆိုရော YouTube playlist ဆိုတာတွားကြည့်လို့ရတယ်stock share တင်တန်းလင့်ရချပေးတယ်မယ်เนาะပြီးတော့နောက်မှာဗီဒီယိုဒီမှာနှင်းတောင်လေးမိုက်တယ်အဲ့တော့အများနဲ့အများကြည့်နေကိုရှိမှာကိုဖြစ်ချင်ရဲ့ဘဝရှိရလူနောက်အများ follow လိုက်တာเนาะဘာလို့ဆိုတော့ကိုအားပေးလို့ဖြစ်တယ်เนาะဆရာကိုပုံမှန်မျိုးရချင်ဆိုဆရာ channel အများနဲ့ကြည့်ဗီဒီယိုလည်းကြည့်ဆရာမှာအတော်ဆုံးကျောင်းသားကျောင်းသူတွေကဆရာဗီဒီယိုအကုန်ကြည့်တင်တန်းအကုန်တက်တယ်တစ်ခုတက်တယ်
YouTube ဗီဒီယိုအကုန်ကြည့်တယ်เนาะ YouTube ဗီဒီယိုကကြော်ညာပါပါတယ်ကြော်ညာဗီဒီယိုအဆုံးမှာကြော်ညာရှိတယ်เนาะဒါပေမဲ့ဗီဒီယိုအစကနေအလယ်အထိเนาะအဆုံးရောက်ခဏီးအထီအောင်ပညာလေးပဲအားကเนาะ Thanks for sharing your experience ရ experience ဒီလို share ရမှာဘာလို့လဲအရင်ကလည်းဆရာတွေကသူ share ပေးလို့ကြောင့်သူအားကြပြီးလိုက်လို့ကြောင့်အဲ့လိုဖြစ်သွားတာတင်တန်းကြီးကမူတည်ရ stock share တင်တန်းက399နဲ့တူတယ်ကျန်တင်တန်းတွေကဒီထက်ပိုတက်တာပါတယ် stock share တင်တန်း399 website ကတော့ကြည့်ရောအကောင်းဆုံး website link တွေပေးထားတယ်ရရှေ့မတိတာဘယ်ရလဲမြန်မာပြည်ရတာဒါ USA ရ Australia ရတာရေးတာပါဟေးအဲ့ရောပြီးတော့ပတ်စံစုထားပတ်စံအလကားတွေမဖြုံးနဲ့ပတ်စံကို TV မှာမဖြုံးနဲ့လူတော်များ TV မှာထည့်တယ် TV မှာမထည့်နဲ့ပြီးတော့ပါတီမှာမထည့်နဲ့အရက်မှာမထည့်နဲ့စိမ့်လေးမှာမထည့်တာနဲ့เนาะပြီးတော့ပတ်စံကပြီးတော့ရှိတယ်ဘယ်မှာမထည့်တာလို့ဆိုအကျိုးမရှိတဲ့နေရာမှာထည့်တယ်ပတ်စံတစ်ခုထည့်တယ်ဆိုဘယ်နေရာမှာထည့်ရမလဲဆိုရင်ပညာရေးမှာထည့်stock share မှာထည့်အင်ချင်မီမှာထည့်เนาะကိုပိုင်စီးပွားရေးလုပ်ဖို့ကြတော့ဒီ stock share မှာမြက်တယ်အင်ချင်မီမြက်တယ်ဆိုရင်အမြက်နဲ့ငွေနဲ့ကိုပိုင်စီးပွားရေးလုပ်ရကိုပိုင်စီးပွားရေးလုပ်ဖို့တော့ပိုခက်တယ်ပိုခက်ဆိုအလုပ်လုပ်ရင်လည်းလုပ်ရပါရှိ stock share ရှိအင်ချင်မီရှိเนาะအင်ချင်မီရှိရရမှာပတ်စံရေးအောင်စုထားတယ်ဆရာဆိုအပြင်မှာထွက်မစားဘူးကိုယ့်အကိုဟင်းချက်စားတယ်เนาะဟင်းချက်စားတယ်ဟင်းရချက်တယ်လေအခုကမချက်တော့အခုကကိုယ့်အကိုအကုန်ဝယ်စားပါဘူးဆိုတော့ပတ်စံရှိပါပြီပြီးတော့အချိန်လည်းမရှိတော့အရင်ကပတ်စံမရှိလေပတ်စံအကျွေးအများကြီးထူနေရောကျောင်းဘွဲရအောင်ကျောင်းဘွဲရအောင်တိန်းထောင်ချီပတ်စံနဲ့ရင်းပြီးတော့ဘွဲရအောင်ဖတ်ခဲ့နိုင်ငံခြားပညာရေးအဲ့ဖတ်ခဲ့ပြီးတော့တိတ်မကြောက်ပါပညာတက်တော့အဲ့အကျွေးရနှစ်နှစ်နဲ့ကြည်တယ်နှစ်နှစ်သုံးနှစ်ကြည်ပါပေါ့အလုပ်ကတစ်ချိန်လုံးလုပ်ပါဦး Monday to Friday အလုပ်လုပ်တယ် Saturday လုပ်တယ်တော့စီးပွားရေးလုပ်တယ်ရရမပတ်စံအကုန်စုရအကျွေးဆက်တယ် stock share ထည့်တယ် stock share မြက်တယ်မှာအကျွေး stock share မြက်တဲ့ဟာတွေကိုအကျွေးလေးထည့်တယ်အကျွေးလေးပြန်ဆက်တယ်ပြီးတော့ stock share မြက်တဲ့ဟာတွေကိုအိမ်ဝယ်တယ်เนาะပတ်စံကိုအလကားဘယ်တော့မှမထားတော့ပတ်စံတနေရာမှာထွက်လာပြီဆိုရင်ထပ်ပြီး investment ပြန်လုပ်တယ်ပြီးတော့ပညာရေးမှာပြန်ထည့်တယ်ပညာရေးမှာထည့်တော့အမြဲထည့်အမြဲပညာရေးမှာထည့်เนาะအဲ့လိုထည့်လို့10နှစ်တွင်အောင်မြင်သွားမလို့အဲ့လိုမထည့်တော့ဆိုရင်ပတ်စံကဟိုအကျိုးမရှိနေရောက်ပါပဲဖုန်းတွေပါအတိတ်ပေါ်လာမှာဆရာဆိုဖုန်းအဟောင်း9နှစ်တော့ကင်ဖုန်းတစ်လုံးဝယ်သွားဆို9နှစ်9နှစ်ကင်မပြတ်မချင်းတော့စချင်းကပြီးတော့အစချင်းကအင်တာနက်ပတ်စံမပေးနိုင်ဘာလို့လဲစာကြည့်တတ်သွားပြီးအလုပ်လုပ်တယ်စီးပွားရေးထောင်တယ်နော် stock share လုပ်တယ်စာကြည့်တတ်သွားအဲ့ကြောင့်ဘာမှ reason ပေးစရာမလိုဘူးလူတွေတော်တော်များပတ်စံမရှိဘူးအချိန်မရှိဘူးအော် reason ကလူတိုင်းပေးလို့ရတယ်လူတိုင်းပေးလို့ရတယ်ဒါပေမဲ့အဲ့တော့ကြောင့်လူတိုင်းပေးလို့ကြောင့်လူတိုင်းမအောင်မြင်ဘူး reason မပေးရတူပဲ excuse မပေးရတူပဲအောင်မြင်တာเนาะခေအဲ့စဉ်းစားပါတနေ့ကို7 minute နဲ့စဉ်းစားတဲ့7 minute စဉ်းစားတဲ့ပတ်စံကိုဘယ်နေရာမှာမနှမျောလဲဆိုပညာရေးမှာမနှမျောတဲ့ကိုကျမ်းမာရေးမှာမနှမျောတဲ့ကျမ်းမာရေးအတွက်လည်းပတ်စံတော့ရမှာเนาะကျမ်းမာရေးမကောင်းဆိုရင်အလုံးမလုံးတော့ဆရာဆိုရင်လုံခဲ့တဲ့12နှစ်မှာတခါမှမဖြာဘူးကျမ်းမာရေးရင်ကောင်းဘာကြောင့်မဖြာဘူးလဲ16နှစ်နဲ့14 15နှစ်နဲ့ဂျင်သွားတယ်ဂျင်ဆော့ရဆိုအရင်ကခဏဖြာတာဂျင်ဆော့ရဆိုတော့6 pack ပါထွက်တာပြီးတော့မဖြာတော့ဆရာတင်ရင်အတူသွားဆော့မှာ2လ3လနဲ့ထွက်သွားတယ်ဆရာဆော့နေတောက်လျှောက်ရှိနေတောက်လျှောက်စနေတာနော်3လ3ရက်ကနေပြီး3ပတ်ဖြစ်သွားတယ်3ပတ်ဖြစ်သွားတယ်3ပတ်ကနေပြီး3လဖြစ်သွားတယ်3လကနေပြီးတော့3နှစ်ဖြစ်သွားတယ်အဲဒါကြောင့်တခါမှမဖြာအောင်ကျမကြီးကယူဆိုင်နော်ပြီးသွားရင်ပညာရေးမှာရင်ထည့်ထားပတ်စံမြက်တဲ့ဟာတွေကိုရတဲ့မှာပတ်စံအားလို့ပါတီမှာမလုပ်နဲ့စိတ်နဲ့မတောက်နဲ့အရင်မတောက်နဲ့ TV နဲ့မထည့်ထားနဲ့အပျော်ပါမလုပ်နဲ့ဟိုဟာဒီတာတောင်းမဝင်နဲ့ဖုန်းအသိပေါ်တိုင်းတောင်းမဝင်နဲ့နော်ဖုန်းအသိဝယ်ပေါ်တိုင်းမဝင်နဲ့ဘာလုပ်ရမလဲအဲ့ပတ်စံတွေတနေ့ကို$10စီ stock share ထည့်$10ထည့်ပြီး$10ပြီး$2020ကနေပါ30ထည့်တဖြည်းဖြည်းတိုးထည့်ပါမြတ်တဲ့ဟာတွေကိုအင်ချင်မီလာထည့်လွယ်လေဆိုတာsimple ဖြစ်တယ်နော်ချမ်းသာဖို့ဆိုတာ simple ဖြစ်တယ်ရိုးရှင်းတယ်ဒါပေမဲ့မလွယ်ဘူးဘာကြောင့်မလွယ်လဲဆိုတော့အားနေပါတီသွားချင်တာတို့အားနေ shopping ထွက်ချင်တာအားနေတဲ့အချိန်ရုပ်ရှင်သွားကြည့်ချင်တာအားနေတဲ့အချိန် TV ဝယ်ချင်တာအားနေတဲ့အချိန်ဖုန်းလဲချင်တဲ့ဟာတို့အားနေတဲ့အချိန်နော်အားနေတဲ့အချိန်ရုပ်ရှင်ကြည့်ချင်တာတို့နော်အားနေတဲ့အချိန်တင်ရင်ချင်းနဲ့အပြင်ထွက်ချင်တာတို့အဲ့ဒါတွေအားလုံးတီးခံပြီး
တော့လုံတော့မှဒီလိုမျိုးတရရင်ချင်းအလုံးလုံးနေချင်းမှာဆရာမလုံးနေတယ်အေးစစ်ပဲအလုံးမလုံးခီးထွက်နေတယ်ညာအားကြောင့်သူများနဲ့မတူတဲ့ဘဝရချင်သူများနဲ့မတူအောင်လုံးရဲတက်တည်ရှိရမယ်သူများနဲ့မတူတဲ့ရုပ်ရဲတက်ရှိမှာသူများနဲ့မတူတဲ့ဘဝရမှာနော်ဗီဒီယို share လုပ်ထားပါ like လုပ်ထားပါ subscribe လုပ်ထားပါ link တွေအားလုံးပြီးသွားရင် description ပေးထားပါတယ်ဆရာနဲ့ဆက်သွယ်ခြင်း link တွေအပေါ်မှာရှိပါတယ်ဆိုတော့ I will see you in the next video bye bye လာတဲ့နေရာလေးမရက်လိုက် bye bye